success page ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်ပေါ့နော်ရှေ့ဗီဒီယိုလေးရဲ့ accept ဖြစ်တယ်ပေါ့နော်ဒီစီဖူးနဲ့စင်တူရဲ့မီလီယာအကြောင်းလေးကိုပန်းတစ်ချက်လောက်ပေါ့နော်တက်တော့လေးပြပြသွားမှာဖြစ်ပါတယ်အဲ့တော့မီလီယာဆိုတာပေါ့နော်ပန်းတို့ဒီမျက်လုံးသားတစ်ဝိုက်နဲ့ပြီးသွားရင်ဒီလိုနှာခေါင်းပေါ့နော်အခုအောင်ပန်း break out ဖြစ်နေသေးအဲ့လိုမျိုးနှာခေါင်းကြားလေးတွေမှာတွေ့ရလေးရှိရဲ့ဝက်ချန်အဖို့အမျိုးအစားဖြစ်ပါတယ်အော်မီလီယာလေးတွေကကြီးလိုက်မယ်ဆိုလို့ရှိရင်အစီဖူးနဲ့စင်တူရဲ့ဒါပေမဲ့စင်တူပေမဲ့သူကဘာမတူဘူးလဲဆိုရင်မီလီယာကညှစ်လို့မရပါဘူးမရတဲ့အပြင်ကိုသူအဒဘိုလေးပေါ့နော်တက်နေတယ်လို့မျိုးပေါ့နော်အစီလုံလေးလေးတက်နေပြီးတော့အချိန်ကြာကြီးရှိနေမှာဖြစ်ပါတယ်အဲ့တော့ fungal acne နဲ့မတူတာကြတော့မီလီယာကမြုပ်ထောက်တယ်လို့မဟုတ်ဘဲနဲ့များသောအားဖြင့်တစ်ဖူးနှစ်ဖူးလောက်ပဲပေါ့နော်ဒီလိုမျက်လုံးသားတစ်ဝိုက်လေးမှာရှိနေရဖြစ်ပါတယ်ပုံမှန်ပြထားတဲ့အတိုင်းလည်းမြင်ရမှာဖြစ်ပါတယ်အဲ့တော့မီလီယာဖြစ်ပြီဆိုလို့ရှိရင်ပတ်အောင်တော်တော်များလာမေးကြရပေါ့နော်မီလီယာဖြစ်နေရင်ဘယ်လိုလုပ်ရမလဲဆိုရင်အကောင်းဆုံးသောနီလန်ကတော့ပန်တို့ဒီ dermatologist နဲ့ပဲဖြစ်ဖြစ်ဆရာဝန်တွေဆရာမတွေသူနာပြုတွေပဲဖြစ်ဖြစ်တွေ့ပြီးတော့ပန်တို့ခွဲစိတ်ကုသပေါ့နော်ခွဲစိတ်ကုသဆိုတာအဓိကတော့စိတ်ကခွဲစိတ်ခံမှာခွဲထုတ်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒီလေဆာနဲ့ remove လုပ်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါအကောင်းဆုံးသောနီလန်ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူကဒီလိုမျိုးပေါ့နော်ဒါပိုလိုမျိုးလေးဖြစ်နေတဲ့အခါမှာညှင့်ထုတ်လို့လည်းမရဘဲနဲ့အဲ့အစီလေးကရှိနေတဲ့အခါကျရင် make up လင်းရတာဘာလို့လဲပေါ့နော်အစစ်မပြေရမျိုးဖြစ်နိုင်ပါတယ်အဲ့တော့ပန်နဲ့တည့်ရဲ့ခါမလေးတယောက်ကတော့နည်းနည်းလေးလက်ရဲတဲ့အခါကျတော့ तू อ่ะပေါ့နော်သူ့ဟာသူအိမ်မှာဒီဘယ်လိုပြောရမလဲလက်သေးညှက်ကလေးနဲ့ပေါ့နော်ဖဲ့ထုတ်လိုက်တယ်ပေါ့ဒါပေမဲ့အဲ့လိုမျိုးကကျတော့တကယ်တမ်းကတော့ safe မဖြစ်တဲ့အခါမှာပန် recommend မလုပ်လို့ပါဘူးကိုမမီလီယာဖြစ်နေဆိုရင်စေခန်းအောင်သွားပြီးတော့ဒါဆရာဝန်တွေဆရာမကြီးနဲ့တခြားလေးဆွေးနွေးတိုင်ပင်ပြီးတော့ operation လေးယူလိုက်တာတော့အကောင်းဆုံးပဲဖြစ်ပါတယ်ဒါပေမဲ့ပန်ရဲ့ဆရာမပြောတာအရဆိုရင်ပေါ့နော် तू ကမီလီယာလွန်ခဲ့တဲ့2 နှစ်လောက်ကဖြစ်ဘူးတယ်ဖြစ်ပြီးသွားတဲ့အခါပါသူနာပြုတ်ဆရာမပေါ့နော်သူခွဲထုတ်ပေးလိုက်တော့အဲ့မီလီယာအရှင်းပြောက်သွားတယ်ပေါ့သူဖြစ်တာဒီနားလေးတစ်ဝိုက်လေးမှာဖြစ်တာပေါ့နော်ဒါပေမဲ့အရှင်းပြောက်သွားပြီမဲ့သူ့မှာဘာပြဿနာရှိလဲဆိုလို့ရှိရင်အခုအဲ့နားမှာပြန်ပြီးတော့ဖြစ်နေရအောင်တွေ့ရတယ်ပေါ့အဲ့လိုမျိုးပြန်ပြီးတော့ဖြစ်နေရအောင်တွေ့ရတဲ့အခါမှာဘာလုပ်ရမလဲဆိုတော့ပန်အောင်လာပြီးတော့တိုင်ပင်ပါတယ်အဲ့တော့ပန်တော့ဒီမီလီယာကိုဆရာဝန်နေဆရာမရင်းနဲ့စေကမ်းမှာပေါ့နော်တိတိကျကျလေး treatment ယူပြီးတော့ operation လုပ်လိုက်မယ်ဒါမှမဟုတ်လို့ရှိရင် laser treatment ယူပြီးသွားပြီဆိုရင်အဲ့နေရာမှာမီလီယာကပြန်ပြီးဖြစ်လာနိုင်ခြေရှိရမလို့အဲ့မီလီယာကိုပြန်ပြီးမဖြစ်လာအောင်ဘယ်လိုမျိုးကာကွယ်မလဲဆိုလို့ရှိရင်ဒီပန်တို့နားကျက်တန်လေးပေါ့နော်နားကျက်တန်ဒီလိုမျိုး cotton bud လေးနဲ့နောက်တစ်ခုကကျတော့ပန်တို့ဒီလို glycolic acid ပေါ့နော်အပြင်းလေးပေါ့နော်ဒါဆိုရင် Inkilis ဆိုလို့ရှိရင်ဒါ 10% အောင်ပါတယ် Inkilis မှမဟုတ်ဆိုလို့ရှိရင်လေဒီ ordinary ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် glycolic ကဒါ 7% အောင်ပါတယ်ပေါ့သူတို့ကိုဒီနားကျက်တန်လေးနဲ့ယူပြီးတော့ပေါ့နော်မီလီယာရှိတဲ့နားလေးကိုဖိပြီးတော့ခြေပေးပေါ့ဖိပြီးခြေပေးလို့ရှင်အဲ့ဒါကဒီပေါ့နော် operation လုပ်လို့မလုပ်လို့ကိုယ့်ဘာကိုလည်းတဖြည်းဖြည်းဖိခြေပေးလို့ရှင်တော့ဒါကြေလာနိုင်တယ်ပေါ့နော်ဒါပေမဲ့ operation မလုပ်ဖ ဲနဲ့ဒီတိုင်းပေါ့နော် cotton bud နဲ့ဖိခြေရဲဆိုတာကအချိန်အရန်ကြာနိုင်တယ်ပေါ့နော်ပန် YouTuber တယောက်ပြောတာကြည်ရဆိုရင်သူဆိုလို့ရှင်6 လလောက်ကိုကြာသွားရလို့တွေ့ရတယ်ဒါပေမဲ့6 လလောက်ကြာသွားတဲ့အခါမှာအပီးတော့မပြောက်သွားပြီမဲ့ဒီသူ့ရဲ့မီလီယာ site လေးကနည်းနည်းလေးသေးသွားတာလေးကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့လိုမီလီယာလေးဖြစ်တယ်ဆိုလို့ရှိရင်တော့ကိုယ်အနေနဲ့operation မလုပ်ချင်လို့ဒီလိုဖိချေပေးတယ်ပေါ့နော်AH လေးကိုဖိချေပေးရင်နီလန်လုပ်လို့ရတယ်လို့ကိုက operation လုပ်လိုက်ပြီးတော့အပီးပြောက်ပြီးတော့ထပ်မဖြစ်လာအောင်လေကိုလှုပ်ထားတဲ့နေရာလေးတွေကိုတစ်နေ့ကိုတစ်ခါလောက်ပဲဖြစ်ပေါ့နော်9 မိနစ်လောက်လေးဒီ cotton bud လေးဖိချေပေးမယ်ဆိုလို့ရှိရင်မီလီယာထပ်ပြီးတော့ပြန်ပြီးမဖြစ်နိုင်တာကိုတွေ့ရပါတယ် over exfoliation လုံးမိမှာဆိုလို့တမျက်နှာလုံးကိုမလုပ်ခိုင်းတာဖြစ်ပါတယ် exfoliate လို့ရိုးလုပ်တာကတော့ဗောနော်ဘယ်လိုလုံးနေကြအတိုင်းတစ်ပတ်ကို2 ခါဒါမှမဟုတ်အများဆုံး3 ခါအထိလုပ်လို့ရပါတယ်ကျန်တာကတော့ဘယ်လိုမီလီယာအတွက်ကတီးတန့်ပေါ့နော် skin care routine လိမ့်စရာမလိုပါဘူးပုံမှန်ကိုလိမ့်နေကြ product လေးပဲလိမ့်ရပါတယ်အဲ့တော့မီလီယာအတွက်အကောင်းဆုံး recommendation ပေးလို့တာကတော့ laser treatment ယူရရဲ့ဖြစ်ဒါမှမဟုတ်လို့ရှင်တေချာနားလဲတက်ကျွမ်းတဲ့ဆရာဝန်တွေဆရာမတွေနဲ့ပေါ့နော် operation လုပ်လိုက်တာအကောင်းဆုံးပဲဖြစ်ပါတယ်ကိုဟာကိုတော့လောက်တာမျိုးတော့ပန်ကအားမပေးပါဘူးနောက်ပြီးတော့ဒီလို AHA acid တွေဆိုလို့ရှိရင်လည်း over exfoliate မဖြစ်အောင် cotton bud လေးကိုပဲအသုံးပြုပြီးတော့လုပ်ပေးမယ်ဆိုလို့ရှင်တော့မီလီယာကိုကာကွယ်ပြီးသားရဖြစ်မှာဖြစ်ပါတယ်မီလီယာဖြစ်တဲ့အခါမှာမဖြစ်မနေတည်တင်တာကပန်တို့ acne gel တွေဘာမှမလိမ့်တင်ပါဘူးဘာလို့လဲဆိုတော့ဒီ acne gel တွေကမီလီယာအပေါ်မှာတရားမှုမရှိတဲ့အခါမှာအသားကို skin burn ဖြစ်စီရလဲဘာမှကောင်းကျိုးမရှိရကြောင်းမလို့ပဲဖြစ်ပါတယ်အကောင်လုံးပဲပေါ့နော်ဒီ white hat ထဲကမီလီယာလေးပြီးပြီဆိုတော့နောက်တစ်ခုဖြစ်တဲ့ fungal acne ဗီဒီယိုလေးကိုဆက်ပြီးတော့လေ့လာကြမယ်အားလုံးပဲနောက်ဗီဒီယိုမှာတွေ့မယ်တတ်တာ